မင်္ဂလာပါရှင် Horizon News ရဲ့နေ့စဉ်နောက်ဆုံးရခြင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ကျွန်မနော်မူထားပါ။ဒီကနေ့2026ခုနှစ်ဇွန်လ10ရက်နေ့ည8:00နာရီအတွက်အဓိကသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီကနေ့သတင်းအစီအစဉ်မှာတော့စစ်ကောင်ဆောင်ရဲ့နယ်စပ်ထိန်းချုပ်ရေးညွှန်ကြားချက်၊မြဝတီမှာစစ်တပ်ကရွှေ့ပြောင်းလုပ်သားတွေကိုပေါ်တာဆွဲနေမှု၊ DKBA ကိုကြားဖြတ်ကိစ္စဟန်ပြသတိပေးမှု၊ဟိုင်ဂျီကျွန်းကအုပ်ချုပ်ရေးမှုနဲ့ရဲငွေညှစ်နေမှုရခိုင်ချင်းနဲ့အိန္ဒိယနိုင်ငံမီဇိုရမ်ကသဘာဝဘေးရဲ့သတင်းတွေကချောင်းဦးမြဝတီနဲ့ပေါင်းမြို့နယ်တို့ကမြေပြင်နဲ့လေကြောင်းတိုက်ခိုက်မှုတွေတရုတ်ဖက်နဲ့စက်ရုံမိလာမှုအပြင်ပြည်သစ်အသင်းဆီမီဖိုင်နယ်ကိုတက်ရောက်သွားတဲ့ကမ္ဘာဖလားအားကစားသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာပါပထမဆုံးအနေနဲ့နိုင်ငံရေးအုပ်ချုပ်ရေးနဲ့ပြည်တွင်းရေးရာသတင်းတွေကိုတင်ဆက်ပေးပါမယ်။အကြက်ဖက်စစ်ကောင်ဆောင်မြောက်လိုက်ကနယ်စပ်ဂိတ်တွေနဲ့ကုန်သွယ်ရေးလမ်းကြောင်းတွေကိုကြားခံအဖွဲ့အစည်းတွေဝင်ဆွတ်ဖက်ဖို့မလိုပဲအစိုးရအချင်းချင်းသာဆောင်ရွက်ဖို့နဲ့လုံခြုံရေးတိုးမြင့်ပြန်လည်ထိန်းချုပ်ဖို့ဇူလိုင်လ9ရက်နေ့ကနေပြည်တော်အစည်းအဝေးမှာအမိန့်ပေးညွှန်ကြားလိုက်ပါတယ်။ပြည်ပမှာတော့အဲ့ဒီလမ်းကြောင်းတွေကိုတိုင်းသားလက်နက်ကိုင်တွေနဲ့ PDF တွေကထိန်းချုပ်ထားပါတယ်။ KNP နဲ့မြဝတီမြို့မှာတော့ရက်ဝေးကနေလာရောက်လုပ်ကိုင်နေတဲ့ရွှေ့ပြောင်းလုပ်သားလူငယ်တွေကိုပြစ်မှတ်ထားပြီးစစ်ကောင်စီကစစ်မှုထမ်းဖို့ပေါ်တာဆွဲဖက်စီမှုတွေစတိုက်လှုပ်ဆောင်နေပါတယ်။မြို့ပေါ်ရက်ကွက်တွေနဲ့အာရှလမ်းမကြီးပေါ်မှာကင်းလက်စစ်စင်မှုတွေပြုလုပ်နေပြီးတလကိုလူငယ်10ဦးထက်မနည်းဖမ်းဆီးခံနေရပါတယ်။ အွန်လိုင်းငွေလိမ်လည်မှုကြားဖြတ်လုပ်ငန်းတွေကိုကိုယ်တိုင်အကာအကွယ်ပေးနေတဲ့စစ်ကောင်စီဟာ DKBA ကိုအဲ့ဒီလုပ်ငန်းတွေမှာမပတ်သက်ဖို့ဇွန်လ9ရက်နေ့ကနေပြီးတော့မှဟန်ပြသတိပေးခဲ့ပါတယ်။စစ်ကောင်စီကပညာရေးကျန်းမာရေးတွေလုပ်ပေးမယ်လို့မှတ်လုံပေးဆွေးနွေးခဲ့ပေမဲ့ DKBA ဘက်ကတော့ဂျားနေမူဝါဒကိုစစ်တုံးကြောင်းပြန်တုံ့ပြန်ခဲ့ပါတယ်။ AR တိုင်းဟိုင်းကြီးကျွမြို့ခွဲမယန်းကွင်းကျေးရွာအုပ်စုမှာကျေးရွာအုပ်ချုပ်ရေးမှုအသင်းနဲ့နေထိုင်ရဲတို့ပူးပေါင်းပြီးတရားမဝင်တစ်ဆက်တွေလောင်ကစားဝိုင်းတွေဖွင့်လှစ်ကလက်ငွေယူနေကြပါတယ်။ဒါအပြင်စစ်မှုထမ်းကိန်းလုံးခွင့်ဆိုပြီးတိန်ထောင်ကိုလစဉ်ကျပ်3သိန်းထိအစမတန်ငွေကြေးညှိယူတောက်ခံနေလို့ဒေသခံတွေရဲ့အခက်တွေ့နေရပါတယ်။ရန်ကုန်မြို့မှာအသက်မပြည့်သေးတဲ့ကလေးငယ်တွေနဲ့လူငယ်တွေကြားမှာကော်ရှူချင်းချောင်းစိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာထိခိုက်ပျက်စီးမှုတွေဆိုရနေလို့မိဘတွေအနေနဲ့အထူးသဖြင့်စောင့်ကြည့်ကြဖို့တောင်းရှိသူတွေကသတိပေးထားပါတယ်။စကိုင်းတိုင်းမြောင်မြို့နယ်အခြေစိုက် RBDF တပ်ဖွဲ့အတွက်ဤပညာနဲ့ဆက်သွယ်ရေးပိုင်းဆိုင်ရာမှာအသုံးပြုဖို့ဆိုလာဘက်ထရီနဲ့အင်ဗာတာတွေရေးပေါ်လိုအပ်နေလို့ထောက်ပို့ပြည်သူတွေဝိုင်းဝန်းကူညီပေးကြဖို့ပန်ကြားထားပါတယ်။ဆက်လက်ပြီးမြေပြင်စစ်ရေးနဲ့ဒီကြောင့်တိုက်ခိုက်မှုတွေကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်၊ဂွားမြို့နယ်ကလချောင်းကျေးရွာကိုစစ်ကောင်စီရဲ့ဂျက်ဖိုက်တာတစ်စီးကဒီကနေ့နနက်10:00နာရီဝန်းကျင်မှာဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ပါတယ်။ဒီလေကြောင်းတိုက်ခိုက်မှုကြောင့်အသက်3နှစ်အရွယ်ကလေးငယ်တူအပါအဝင်အရသားပြည်သူ3ဦးသေဆုံးပြီး2ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။စကိုင်းတိုင်း6ဦးမြို့နယ်မှာလည်းမုံရွာနာမခကတက်လာတဲ့ Suicide Drone 5စီးနဲ့ MI-35 ရဟတ်ယာဉ်တစ်စီးကဒီကနေ့နေ့လယ်ပိုင်းမှာမန်ချိုနဲ့ငရှမ်းကျေးရွာကြားကိုလေကြောင်းတိုက်ခိုက်ခဲ့လို့ဒေသခံပြည်သူတွေထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ကရင်ပြည်နယ်မြဝတီမြို့နယ်တောင်ပိုင်းကဝေါ်လေးလေးကိတ်ကော်နဲ့မင်းလက်ပံဒေသတွေကိုစစ်ကောင်စီတပ်ကဇက်တိုက်လီတွေနဲ့ဇက်တိုက်ပုံကျဲတိုက်ခိုက်နေလို့ထိုင်းမြန်မာနယ်စပ်လုံခြုံရေးတင်းမာလာနေပါတယ်။ဒီကနေ့မနေ့ပိုင်းပုံကျဲမှုတွေဟာထိုင်းနိုင်ငံမဲကုတ်ကင်းကျေးရွာနဲ့အလွန်နီးကပ်နေတဲ့အတွက်ထိုင်းအာဏာပိုင်တွေကနယ်စပ်လုံခြုံရေးကိုတိုးမြှင့်ထားပြီးပြည်သူတွေကိုအရေးပေါ်သတိပေးချက်တွေထုတ်ပြန်ထားပါတယ်။စကိုင်းတိုင်းစကိုင်းမြို့နယ်မှာစစ်ကောင်စီရင်တန်းနဲ့လဝကရုံကိုလင်းယုံညီတော်ပျောက်ကြားတပ်ဖွဲ့ကဇွန်လ25ရက်နဲ့26ရက်နေ့တွေမှာမိုင်းဆွဲတိုက်ခိုက်မှု2ကြိမ်ပြုလုပ်ခဲ့ရာစစ်ကောင်စီတပ်သားတွေနဲ့လဝကဝန်ထမ်းများအပြားထိခိုက်ဒေဆုံးမှုရှိခဲ့ပါတယ်။မကွေးတိုင်းပေါင်မြို့နယ်ထောက်ရှာပင်ကျေးရွာကိုအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကဒီကနေ့နေ့နဲ့8နာရီခန့်မှာဝင်ရောက်ပြီးပြည်သူပိုင်နေအိမ်တွေကိုမိရှို့ဖျက်ဆီးခဲ့ပါတယ်။အဲ့ဒီစစ်ကြောင်းကြောင့်ပေါင်နဲ့မြိုင်မြို့နယ်အတွင်းကကျေးရွာ900ထက်မနည်းကပြည်သူတွေဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။တဘာဝဘေးရန်နဲ့နိုင်ငံတကာသတင်းတွေကိုကြည့်ရအောင်ပါ။လေဖိယာနဲ့ရဲဝံအရှိန်ကြောင့်ရခိုင်နဲ့ချင်းပြည်နယ်တို့မှာမိုးအဆက်မပြတ်ရွာသွန်းပြီးရေကြီးရေရှမ်းမှုနဲ့မြေပြိုမှုဒဏ်တွေကိုပြင်းထန်စွာခံစားနေရပါတယ်။မြောက်ဦးမြို့နယ်မှာလေးမြို့မြင့်ရင်မြင့်တက်လာလို့ကျေးရွာပေါင်း26ရွာနဲ့မြို့ပေါ်ရက်ကွက်17ခုရေနှင်းမြုပ်နေပြီး ULAAA ကအကူအညီကယ်ဆယ်ရေးတွေလှုပ်ဆောင်နေပါတယ်။ရခိုင်ပြည်နယ်အတွင်းကမောင်တော်ဘူတီတောင်ရစ်တစ်တောင်ကြောက်တော်မြောက်ဦးစတဲ့မြို့နယ်10မြို့နယ်မှာရက်ကွက်ကျေးရွာ80ကျော်ရင်းနှင်းမြုပ်နေပြီးကြောက်တော်နဲ့ပုံနာကျွန်းတို့မှာ6ဖြတ်ကူရကနေလူ3ဦးသေဆုံးမှုရှိခဲ့ပါတယ်။မင်းပြမြို့နယ်မှာလည်းရေဘေးသင့်ပြည်သူတွေကိုအာရခပြည်သူတော်လှန်ရေးအစိုးရကစားနပ်ရိက္ခာထောက်ပံ့တာနဲ့ရေပေါ်ကူညီကယ်ဆယ်ရေးတွေဆောင်ရွက်ပေးနေပါတယ်။အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်အတွင်းမှာလည်းမိုးစတိုက်ရွာသွန်းမှုကြောင့်မြေပြိုမှုနဲ့ကြောက်တုံပြိုကျမှုတွေကြုံတွေ့နေရပါတယ်။အိုက်ဇော်မြို့မှာကြောက်တုံကြီးတွေပြိုကျလို့မြို့ပတ်ဘတ်ကအပါအဝင်ရေအများပြပျက်စီးပြီးလူထိခိုက်ဒဏ်ရာရှိမှုတွေရှိခဲ့ကလမ်းမဆက်သွယ်ရေးတွေပြတ်တောက်နေပါတယ်။နိုင်ငံတကာသတင်းအနေနဲ့တရုတ်နိုင်ငံရှေ့တောင်ပိုင်းဖူကျန်းပြည်နယ်ကျင်းကျန်းမြို့ကဂျာကီနဲ့ဖနက်ထုတ်လို့ရေးစံရုံကြီးတစ်ခုမှာမနေ့ကနေ့လယ်ပိုင်းကအကြီးအကျယ်မီးလောင်မှုဖြစ်ပွားခဲ့လို့အလုသမား28ဦးသေဆုံးသွားပါတယ်။မြေညီတက်ကဆောက်လောင်နေမိဟာကော်ရီကြောင့်အမြန်ကူးဆက်သွားပြီးထွက်ပေါက်တွေပိတ်ဆို့နေ
နေလို့အလုတ်သမားတွေထွက်ပေးဖို့ခက်ခဲခဲ့တာဖြစ်ပါတယ်။နောက်ဆုံးသတင်းအနေနဲ့2026ကမ္ဘာဖလားကွာတာဖိုင်နယ်ပွဲစဉ်ရလဒ်တွေကိုတင်ဆက်ပေးပါမယ်။ကမ္ဘာဖလားကွာတာဖိုင်နယ်ပွဲစဉ်တစ်ပွဲဖြင့်ပြည်သစ်အသင်းနဲ့မော်ရိုကိုအသင်းတို့ရှိပြိုင်ကစားခဲ့ရာပြည်သစ်အသင်းကငကိုမရှိတဲ့အနိုင်ရရှိပြီးဆီမီဖိုင်နယ်ကိုတက်တောင့်တက်တာတက်လန်းသွားပါတယ်။ပြည်သစ်အသင်းအတွက်အနိုင်ဂိုးတွေကိုဒုတိယပွဲချိန်60မိနစ်မှာအမ်ဘာပေနဲ့66မိနစ်မှာဒန်ဘီလီတို့ကအသွင်ယူပေးခဲ့တာပါ။ဆီမီဖိုင်နယ်အဆင့်မှာတော့ပြည်သစ်အသင်းအနေနဲ့စပိန်သို့မဟုတ်ဘယ်ဂျီယံအသင်းတို့တွေကအနိုင်ရရှိမဲ့အသင်းနဲ့ဆက်လက်ရှင်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။ဒီကနေ့10ရက်9လ2026ရက်နေ့အတွက် Horizon News ရဲ့နေ့စဉ်နောက်ဆုံးရတဲ့အစီအစဉ်ကိုဒီမှာပဲရနာပါရစေ။မနေ့ဖြန်17ရက်9လ2026ရက်နေ့မှာလည်းနောက်ဆုံးရသတင်းတွေနဲ့တူပြန်လည်ဆုံတွေ့ကြပါမယ်။အသေးစိတ်သတင်းပြေဆုံးကိုကျမတို့ရဲ့ website လိပ်စာ www.horizonnews.com မှာအဝင်အဖတ်ရှုနားဆင်နိုင်ပါတယ်။ Facebook, YouTube, Telegram နဲ့ TikTok တို့မှာလည်း follow လုပ်ထားဖို့မမေ့ပါနဲ့နော်။ကျမနော်မူထားပါပရိသတ်များအားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။